မောင်နှမ2ယောက်သားတုံးကိုလူပြီးရံမဖြစ်စေဖို့အတွက်မိဘတွေကနှစ်မောင်လေးသာအသားမစားရရင်အယူလေးဖြစ်သွားလိမ့်မယ်ဆိုပြီးမိန်းကလေးကိုလိန်ပြောခဲ့ကြတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲမောင်လေးဖြစ်သူကရုတ်တရက်မြေပြင်ပေါ်လဲကျသွားပြီးတကယ်ပဲအယူလေးဖြစ်သွားခဲ့တယ်မိန်းကလေးမှာမွေးကလေးကထူကြတဲ့စွမ်းရည်တစ်ခုရှိနေမှန်းဘယ်သူမှမသိခဲ့ကြပါဘူးအဲ့ဒါကတော့တယောက်ယောက်ကသူမကိုလိန်ပြောလိုက်တိုင်းအဲ့ဒီအလိန်ညာကတကယ်ဖြစ်လာတတ်တာပါပဲမိန်းကလေးအရွယ်ရောက်လာတဲ့အခါရွာထဲကလူတစ်ယောက်ရဲ့နှောက်ယှက်ခြင်းကိုခံခဲ့ရတဲ့အဲ့ဒီလူရဲ့မိဘတွေကငါတို့သားဟာယောက်ျားအင်္ဂါမစွမ်းဆောင်နိုင်တာကြောင့်နှောက်ယှက်တာမဖြစ်နိုင်ဘူးဆိုပြီးကာကွယ်ပြောဆိုခဲ့ကြတယ်မကြခင်မှာပဲအဲ့ဒီလူဟာတကယ်ပဲပန်းသေးပန်းညိုးဖြစ်သွားခဲ့တယ်လို့လူတိုင်းကြားလိုက်ကြရတယ်မိန်းကလေးအသက်18နှစ်ပြည့်တဲ့အခါမှာသူမရဲ့မိဘရင်းတွေကအိမ်တကားဝအထိလိုက်ရှာလာခဲ့ကြတယ်သူမဟာအဲ့ဒီတိုင်းပြည်မှာအချမ်းသာဆုံးတထေးကြီးရဲ့ပျောက်ဆုံးနေတဲ့သမီးရင်းဖြစ်နေတာပါဒါပေမဲ့မိန်းကလေးကသူမရဲ့အမေနဲ့အတူအိမ်ကိုလိုက်သွားတဲ့အခါမိဘတွေမှာမွေးစားသမီးတစ်ယောက်ရှိနေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီမွေးစားသမီးကမျက်ရည်ခံထိုးပြီးတနာစရာကောင်းအောင်လုပ်တဲ့အပြင်သမီးရင်းဖြစ်တဲ့မိန်းကလေးအတွက်ပေးမဲ့အခန်းကိုလိုချင်တာကြောင့်သူမရဲ့ကျန်းမာရေးမကောင်းပါဘူးဆိုပြီးလိန်ပြောပြန်တဲ့မိန်းကလေးကဘာမှမပြောဘဲငြိမ်ပြီးစောင့်နေလိုက်တယ်။မျှော်လင့်ထားတဲ့အတိုင်းပဲနောက်တစ်စက္ကန့်မှာမွေးစားသမီးဟာမူးလဲပြီးမြေပြင်ပေါ်ပြုတ်ကျသွားခဲ့တယ်။မိန်းကလေးရဲ့တည်ငြိမ်နေမှုကိုမြင်တော့မွေးစားသမီးကအတူတူဈေးဝယ်ထွက်ဖို့ဟန်ဆောင်ဖိတ်ခေါ်ခဲ့တယ်ပြီးတော့ဘိုင်းနာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မိန်းကလေးကိုလမ်းဘေးမှာတယောက်တည်းထားခဲ့တယ်မကြခင်မှာပဲထွားထွားကြိုင်းကြိုင်းလူမိုက်3ယောက်ကမလန့်မကမ်းမှာပေါ်လာပြီးသူမစီကိုတိုးကပ်လာခဲ့တယ်ကံကောင်းစွာနဲ့မိန်းကလေးကငငယ်ကလေးကတိုင်းပညာသင်ယူခဲ့ဘူးလို့အိမ်ကိုဘေးကင်းကင်းနဲ့ပြန်ပြေးနိုင်ခဲ့တယ်မိန်းကလေးကထိတ်လန့်တုန်လှုပ်စွာနဲ့မိဘတွေကိုသူမအန်ရရဲ့နဲ့ကြုံခဲ့ရကြောင်းပြောပြပြီးရဲတွေကိုချက်ချင်းခေါ်ပေးဖို့တောင်းဆိုခဲ့တယ်။ဒါပေမဲ့သူ့လုပ်ရက်ကိုဖုံးကွယ်ဖို့အတွက်မွေးစားသမီးဟာပြန်ပေးဆွဲသမားတွေရဲ့တကယ်ပြစ်မှတ်ကသူမဖြစ်ကြောင်းနဲ့မိန်းကလေးဟာလည်းလူမားပြီးအခေါ်ခံရမလို့ဖြစ်သွားတာဆိုပြီးအလောတကြီးလိန်ပြောလိုက်ပြန်တဲ့မိဘတွေကသူမစကားကိုယုံကြည်သွားပြီးမိန်းကလေးကိုပါညီမဖြစ်သူအားတေချာဆောက်ရှောက်ဖို့ပြောခဲ့ကြတယ်။စနစ်ရဲ့အချက်ပေးတဲ့မိလာတာနဲ့အမျှနောက်ထပ်အလိမ်ညာတစ်ခုတကယ်ဖြစ်တော့မယ်ဆိုတာမိန်းကလေးသိလိုက်ပြီးတေချာပေါက်ပါပဲညစာစားနေတော့မှအဖေဖြစ်သူစီစေးရုံကဖုံးဝင်လာခဲ့တယ်။မွေးစားသမီးကပါတီတစ်ခုမှာမတော်တဆထိခိုက်မှုဖြစ်သွားခဲ့တာပါမိဘတွေကစိတ်ပူပန်ပြီးစေယုံကိုအပြေးလွှားသွားခဲ့ကြတဲ့အပြင်အဲ့ဒီနေရာမှာတင်မွေးစားသမီးကိုနှစ်သိမ့်မှုအနေနဲ့ကုမ္ပဏီရဲ့ share 10%ပေးမယ်လို့ကြေညာခဲ့တယ်ဒါကိုမြင်တော့မိန်းကလေးကဝမ်းနဲ့ပက်လက်နဲ့သမီးလဲနာကျင်ခဲ့ရတာပဲလေလို့ပြောလိုက်တယ်မိဘတွေကမတက်တာတဲ့အဆုံးနောက်ကျရင်ကုမ္ပဏီ share ရဲ့ထက်ဝက်ကိုပေးပါမယ်လို့ပြီးဆက်လွဲကတိပေးလိုက်ကြတယ်စနစ်ရဲ့အချက်ပေးတန်ကထပ်ပြီးမြည်လာပြန်တယ်မိန်းကလေးကကျေနပ်အားရစွာနဲ့လှည့်ထွက်သွားခဲ့တယ်အကိုဖြစ်သူကတော့သူမကိုနှုံလိုက်တာဆိုပြီးလှောင်ပြောင်ခဲ့တယ်ဒါပေမဲ့နောက်တနေ့မှာတော့သူမရေနိုင်တော့ပါဘူးဘာလို့လဲဆိုတော့ကုမ္ပဏီ share ရဲ့ထက်ဝက်ကမိန်းကလေးရဲ့အကောင့်ထဲရောက်ရှိသွားပြီးသူမကကုမ္ပဏီရဲ့အကြီးဆုံး share ရှင်ဖြစ်လာခဲ့လို့ပါပဲအဖေဖြစ်သူဟာဒေါသတကြီးဖြစ်သွားပြီးမွေးစားသမီးကသူ့ရဲ့သမီးရင်းပါဆိုပြီးလိန်ပြောကမိန်းကလေးကို share တွေပြန်အပ်ဖို့ဖိအားပေးခဲ့တယ်အဖေရဲ့အလိမ်ညာစကားကိုကြားလိုက်ရတဲ့မိန်းကလေးကချက်ချင်းပဲအဖေနဲ့မွေးစားသမီးရဲ့ DNA စစ်ဆေးမှုကိုစီစဉ်လိုက်တော့တယ်စစ်ဆေးချက်ရလဒ်တွေထွက်လာတဲ့အခါသူတို့နှစ်ယောက်ဟာတကယ်ပဲတွေးသားတော်ဆက်နေကြောင်းပြသနေခဲ့တယ်မိန်းကလေးကအဲ့ဒီ DNA စစ်ဆေးချက်အစီရင်ခံစာကိုအမေဖြစ်သူစီယူသွားပြီးအဖေကတစ္ဆာဖောက်ခဲ့ကြောင်းနဲ့ဟိုတယောက်ဟာလည်းမွေးစားသမီးမဟုတ်ပဲအဖေရဲ့တိတ်တိတ်ပုံသမီးဖြစ်ကြောင်းပြောပြလိုက်တယ်။အမေဖြစ်သူကချက်ချင်းပဲစိတ်ပြတ်သွားပြီးအဲ့ဒီနေရာမှာတင်ကွာရှင်းခွင့်တောင်းဆိုလိုက်ပါတော့တယ်။အခုတော့အဖေဖြစ်သူခမများဘာမှစင်ကြေပေးလို့မရတော့ပါဘူး